တူလဲထိုးထားတဲ့ဂျပန်ကိုလန်သွားကျင်တဲ့သူများအတွက်တာမွေကျောင်းခွဲတွေပညာရေးဆိုင်ရာဟောပြောပွဲများပြုလုပ်ပေးခဲ့ရဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာဖြည့်လို့ရတဲ့တကူတဲစာမေးပွဲစံပြိုးထဲမှာဆိုရင်တူထိုးထားတဲ့သူတွေဝင်ဖြည့်တဲ့စာမေးပွဲ6မျိုးရှိပြီးတော့မဖြည့်တဲ့စာမေးပွဲ4မျိုးရှိပါတယ်ခင်ဗျာလူတိုင်းကြိုက်ပြီးလားစာကောင်းတဲ့စတာကောထုတ်ဟာဆိုရင်လားစစ်တန်းဝက်တဲ့များကျွန်တော်တို့စာကူတာမွေကျောင်းခွဲတွေတက်ရောက်နိုင်ပါပြီကားမောင်းစာမေးပွဲအားဆိုရင်လည်းအခြေခံလားစာရန်35တောင်းမြန်မာခွဲတက်ကြည့်လိုက်မယ်ဆိုရင်64သိန်းကျော်ထိရရှိနိုင်တာကြောင့်တတူထိုးထားတဲ့လူတွေရွေးချယ်တင်ပါတယ်ခင်ဗျာထို့အပြင်တတူထိုးထားတဲ့လူတွေအတွက်စာပြိုးရေးနဲ့မွေးမြူရေးစက်မှုကုန်ထုတ်စလုပ်ရေးနဲ့နှက်စီပစ္စည်းတက်စီရေးစာမေးပွဲတွေပဲဖြစ်ပါတယ်ခင်ဗျာဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ကြတဲ့စတောက်ဆိုင်ဘဝဆက်ဆောက်ရေးဟိုတယ်နဲ့အစောင့်တက်ရှိစာမေးပွဲတွေရာဆိုရင်တတူထိုးထားတဲ့လူတွေမဖြစ်တဲ့စာမေးပွဲတွေပဲဖြစ်ပါတယ်ခင်ဗျာတာမွေကျောင်းခွဲရဲ့လိပ်စာလေးကတော့ကြက်ခတ်ဆက်လက်မပေါ်ကြောင်မြောင်းစီးမတိုင်နာမှာတရှိရဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ပညာရေးဆိုင်ရာအကျဉ်းချုပ်ကောင်းများတိုင်ပင်ဆွေးနွေးချင်သူများဒါမှမဟုတ်ပိုကောင်းတဲ့ဘဝတွေကိုပတ်ဆိုင်ချင်သူတိုင်းစကူရာရှိနေပါတယ်ခင်ဗျာတင်ချစ်ခင်ရတဲ့တိတ်ပစွတဲ့ငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like share လုပ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုဆုံးကြည့်ပြီးရတဲ့အတွက်လည်းထူးခြားနေရှိပါတယ်ခင်ဗျာ